ကိုခုနှစ်တော်သတင်းလာဆန်3ရက်နေ့ညဘုန်းကြီးတို့သူတော်စင်များဘာတွင်သရုပ်ထတရားပါလဲနီးလာပြီးတော့ဘာတွင်တရားစခန်းတရားပတ်တွေတုန်းမှာဘုန်းကြီးဟောကြားတဲ့တရားတိတ်ကိုမှတ်တမ်းနေပြုစုထားကျောင်းသားမှတ်တမ်းယူထားပြီးတော့အခုလိုတရားစခန်းမဟုတ်တဲ့ကြားရဲ့များမှာမန္တလေးရှမ်းဝိုင်းလူငယ်များကကျောင်းတော်ကကျောင်းမများကရေကန်အမများကဘုရားရှင်ရဲ့ရွှေနှုတ်တော်အတွက်ပေးတော်များသူတို့နာကြခြင်းနဲ့ဘုရားရှင်ရဲ့ရွှေနှုတ်တော်အတွက်ပေးတရားတော်များဘုန်းကြီးအခွင့်သားတဲ့အချိန်မှာရုပ်ဖတ်တဲ့ပူဇော်ပေးဖို့လျှောက်ထားတဲ့အတွက်ဘုန်းကြီးဒီနေ့ညမှာဘုရားရှင်ရဲ့ရွှေနှုတ်တော်အတွက်ပေးတော်ရုပ်ဖတ်တဲ့ပူဇော်ပေးမယ်ပြီးတော့ပရိဒတ်ပရိတ်ဆိုတာပါဠိစကားပါပဲဘေးရန်ရှိလာလို့ရှိရင်အဲ့ဒီဘေးရန်ကိုပျောက်ကင်းသွားအောင်စောင့်ရှောက်မယ်ဘေးရန်မပေါ်သေးလို့ရှိရင်လည်းမပေါ်လာအောင်စောင့်ရှောက်ကာကွယ်ထားမယ်အဲ့ဒီအဓိပ္ပာယ်မျိုးကိုပရိတ်လို့ခေါ်တယ်ဒီတော့အေးရွတိုင်းပဲဘေးရန်တွေပျောက်သွားလားလို့ဆိုတော့ဘေးနာတဲ့သူကနံပါတ်1ကံကြီးထိုက်နေတယ်ဥမာအပြင်ပြောမယ်ဆိုလို့ရှိရင်မိဘကိုတတ်ဖူးတယ်ယဟန္တာကိုတတ်ဖူးတယ်အဲ့ဒီလိုပေါ့လေကြီးကျယ်တဲ့ကံကြီးထိုက်နေလို့ရှိရင်အဲ့ဒီသူကိုပေးကမဆောင်လျှောက်ဘူးနံပါတ်2ပေးနာတဲ့သူကမိစ္ဆာဒိဋ္ဌိအယူရှိနေမယ်အဲ့ဒီလိုဖြစ်နေပြန်ရင်လေပေးကမဆောင်လျှောက်ဘူးနံပါတ်3ပေးတော့နာတော့နာတယ်ဒါပေမဲ့ပေးကိုသိမယုံကြည်ဘူးအဲ့ဒီလိုမယုံလို့ရှိရင်လည်းပဲပေးကအဲ့ဒီသူကိုမဆောင်လျှောက်ဘူးတဲ့ဒါကြောင့်ကံကိလေသာစင်ကွာလွတ်ကင်းယုံကြည်ခြင်းနာလင်သုံးရင်ကဒီတော့ဘုန်းကြီးတို့ယောဂီများအားလုံးဆိုကြည့်လိုက်ရအောင်ကံကိလေသာစင်ကွာလွတ်ကင်းယုံကြည်ခြင်းနာလင်သုံးရင်ကကံကိလေသာစင်ကွာလွတ်ကင်းယုံကြည်ခြင်းနာလင်သုံးရင်ကဒီတော့သူတော်စင်နေအဲ့ဒါကဘာလဲပေးနာတဲ့ပုဂ္ဂိုလ်ဘက်ကပြည့်ရမယ့်အင်္ဂါဘယ်နှချက်လဲ3ချက်အခါပေးရွတ်တဲ့ပုဂ္ဂိုလ်ဘက်ကလည်းအင်္ဂါ3ချက်ရှိတယ်နံပါတ်1ပုပ္ပအခရာကိုမှန်မှန်ကန်ကန်ရွတ်တတ်ရမယ်နံပါတ်2ပရိတ်ရဲ့အနက်ဒိဗ္ဗေကိုကောင်းကောင်းနားလည်ရမယ်နံပါတ်3ပရိတ်နာတဲ့သူအပေါ်မှာတဏှာတဲ့ကရုဏာစိတ်အကျိုးလိုလားတဲ့မေတ္တာစိတ်အဲဒီလိုစိတ်အမျိုးထားရမယ်သူတော်စင်တွေဟုတ်လားဒီတော့ပြေရတဲ့ပုဂ္ဂိုလ်ဘက်ကအင်္ဂါဘယ်နှချက်တုံး3ချက်နံပါတ်1ကပုပ္ပအခရာကိုမှန်မှန်ကန်ကန်ရွတ်ဖတ်ရမယ်နံပါတ်2ကပရိတ်ရဲ့အနက်အဓိပ္ပာယ်ကိုကောင်းကောင်းနားလည်ရမယ်နံပါတ်3ကပရိတ်နာတဲ့သူအပေါ်မှာတဏှာတဲ့ကရုဏာစိတ်အကျိုးလိုလားတဲ့မေတ္တာစိတ်အဲဒီလိုစိတ်မျိုးထားရမယ်ဒါကြောင့်ပါဠိမပြည့်အ내ကိုသိမေတ္တာရှိတရိယုတ်အင်္ဂါတဲ့ဆိုကြည့်လိုက်ရအောင်ပါဠိမပြည့်အ내ကိုသိမေတ္တာရှိတရိယုတ်အင်္ဂါပ
ပါဠိမပြေအနက်ကိုသည်မေတ္တာရှိတရိယွတ်အင်္ဂါဒီတော့ရွတ်တဲ့ပုဂ္ဂိုလ်ဘက်ကလည်းအကြောင်းအင်္ဂါစုံမှနာတဲ့ပုဂ္ဂိုလ်ဘက်ကလည်းအကြောင်းအင်္ဂါစုံမှအဲ့ဒီပိဋကတော်ဟာဆိုင်ရာအပြစ်တွေကိုကာကွယ်ပြီးတော့ပေးနိုင်မယ်တဲ့ဒါကြောင့်ပေးရွတ်တဲ့အခါရွတ်တဲ့ပုဂ္ဂိုလ်ရဲ့အရည်ချင်းပုပ္ပအခရာမှန်မှန်ကန်ကန်နဲ့အ내ဒိဗ္ဗေနားလဲလို့အ내ဒိဗ္ဗေလည်းနားလဲတဲ့အပြင်မေတ္တာနဲ့ကရုဏာနဲ့သနာဆောင်ရှောက်လို့ဒီလိုပုဂ္ဂိုလ်မျိုးလည်းဖြစ်ရပြီးနာတဲ့အခါနာတဲ့ပုဂ္ဂိုလ်ကလည်းမိမိမှာအပြစ်ကြီးတွေမရှိဘူးဆိုလို့ရှိရင်ယုံယုံကြည်ကြည်နဲ့နာရမယ်အဲ့ဒီလိုဆိုလို့ရှိရင်ပိဋကတော်ကဘေးရန်အန္တရာယ်ကိုဆောင်းလျှောက်ကောက်ခဲ့ပါတယ်ဒီတော့ဘုန်းကြီးတို့သူတော်စင်တွေဒီဘုရားရှင်ရဲ့ရွှေနှုတ်တော်အတွက်ပေတရားတော်တွေမပြောက်တဲ့ဘုရားရှင်ရဲ့တာဝတိရာဇကြိုထိုမျိုးကြီးတွေမှာရွတ်ဖတ်တဲ့ဆယ်ပူဇော်တဲ့ဘုရားရှင်ရဲ့ရွှေနှုတ်တော်အတွက်ဒီပေတရားတော်တွေပါလားလို့ဒီလိုနားလည်ပါတော့သဘောပေါက်ရဟုတ်လားဤတော့ဒီတရားတော်တွေဘယ်လိုကြောင့်မပြောက်သေးဘူးလဲလို့ဆိုတော့ကျေးဇူးတင်စရာကောင်းလိုက်တာကသံဃာတော်တွေအဆက်ဆက်စောင့်ရှောက်လာကြတယ်ဘုရားရှင်ကိုယ်တော်တိုင်ဒီရွန်ကြောင့်တော်မှာဟောတော်မူလိုက်တဲ့မင်္ဂလာတုတ်တို့ယရဏတုတ်တို့ဆိုကြပါစို့ကဲယရဏတုတ်ပြေးတော်ကြီးကိုဘုရားရှင်ကိုယ်တော်မြတ်ဝေသာလီနဲ့ရာဇကြိုကုတော်မူတဲ့အခါမှာဂင်္ဂါမြေကြီးကိုဖောင်ကြီးနဲ့သံဃာတော်ပေးတံမြောက်များစွာနဲ့ဖြတ်ကူးရင်းဘုရားရှင်ကိုယ်တော်မြတ်နှုတ်တော်ကနေပြီးတော့တတို့ရွတ်လိုက်တဲ့ကမ္ဘာလောကကြီးထဲမှာဘုရားရှင်ရဲ့အသံတော်ကြီးအဖြစ်နဲ့ထွက်လာတဲ့ယရဏတုတ်ပြေးတော်ကြီးအရှင်အာနန္ဒာကနေတဆင့်ယဟန္တာနောင်လာနောင်သားတပိသံဃာတာဝကတွေသံဃာတော်အရှင်သူမြတ်တွေအရှင်မဟာကတ္တဗအရှင်နိယုဒ္ဓအစရှိတဲ့တပိတာဝကအဆက်ဆက်တွေရွတ်လာခဲ့ကြတယ်ဖတ်လာခဲ့ကြတယ်ဆောင်းလာခဲ့ကြတယ်အ내ဒိဗ္ဗေတွေနဲ့တကွဟောခဲ့ကြပြောခဲ့ကြဆုံးမခဲ့ကြသုံးသင်ခဲ့ကြထိုနေရာတွေမှာလည်းရွတ်ဖတ်ခဲ့ကြတဆင့်သင်ပေးခဲ့ကြလို့အဆက်ဆက်ဆောင်းလာခဲ့လိုက်ကြတာယနေ့သာသနာတော်2500ကျော်ပြီးသည့်တိုင်အောင်တန်ဃာတော်အရှင်သူမြတ်တွေအဆက်ဆက်ရွတ်ဖတ်သင်ရန်ပို့ချဆောင်ရွက်လာခဲ့ကြလို့အခုဘုန်းကြီးတို့ရွတ်ဖတ်တယ်ဆိုရင်လည်းပဲဘုန်းကြီးတို့ရဲ့ဆရာသမားတွေကတဆင့်သင်ပေးလိုက်လို့ဒီပါဠိတော်တွေဒီပါဠိရဲ့ဆိုလိုချက်အနိဗ္ဗေတွေဆိုလိုရင်းအ내ဒိဗ္ဗေတွေဒီနေ့သူတော်စင်တွေယောဂီတွေရဲ့သောတဒွါရလို့ခေါ်တဲ့နာဝမှာကြားပြီးသကာလအ내ဒိဗ္ဗေမသိသည့်တိုင်အောင်ဒါဘုရားရှင်ရဲ့အတန်ပဲတို့စီအဆင့်ဆင့်ကူးပြီးတော့ရောက်လာတာပဲလို့ဒီလိုနားလဲပြီးတော့သဘောပေါက်ထားရမယ်သူတော်စင်တွေဒီတော့ဘုန်းကြီးတို့သံဃာနာလို့ခေါ်တဲ့သံဃာတော်ရှင်သူမြတ်တွေအရိယာသံဃာသမုဒိသံဃာအဆက်ဆက်ဘုရားရှင်တော်ရဲ့အသံတော်တွေကိုဆက်လဲပြီးတော့ဆောင်ရွက်လာခဲ့လိုက်ကြတာယနေ့ထက်တိုင်အောင်အနှောက်အယှက်တွေဘာတွေတီဟိုကျွန်းတို့မာလို့ယမနာဒိဋ္ဌဆိုတဲ့ခိုးသူဝေးကြီးတွေကြောက်ရောက်လာတာပဲကြောက်ရောက်လာပြီမယ်လို့အဲ့ဒီအစီအတအကာအကွယ်အနှောက်အယှက်တွေကိုကြော်လွန်လာပြီးတကာလယနေ့မြန်မာနိုင်ငံမှာမကြာမြင်သောဟိုးခေတ်ပိုင်းတုန်းကမြန်မာနိုင်ငံမှာလည်းပဲသူဟန်ဘွားတို့နှောက်ယှက်လို့အစီအတအဆုတ်အပိတ်အနှောက်အယှက်တွေရှိခဲ့ကြပြီမဲ့လို့ဒီကြားထဲကသံဃာတော်အရှင်သူမြတ်တွေအဆက်ဆက်ဆ
ဆောင်ရွက်လာခဲ့ကြလို့ဒီပြည့်တွေဟာပါဠိရောအ내ရောမပြောက်ပြက်သေးပါလားဒုရှိမောက်ရောက်လာတဲ့ဒီပြည့်အတန်ဟာဘုရားရှင်ရဲ့အတန်ပါလားဒီပြည့်တော်ရဲ့အာနိသင်အစွမ်းတတ္တိဟာစัจ java လာဂရေတသိမ့်တိုင်အောင်ပြန့်နှံ့ပြီးတော့တကူအာနိသင်ရှိပါသေးလားတို့မှလည်းပြည့်တော်ရဲ့အစွမ်းတတ္တိကြောင့်ကြာရောက်နေတဲ့ကြာရောက်လက်တံဖြစ်တဲ့ဘေးအန္တရာယ်အသွယ်သွယ်တို့မှာကာကွယ်စီးတားနိုင်တဲ့အစွမ်းတတ္တိရှိပေလိမ့်မယ်တို့မှာအန္တရာယ်ကင်းဘေးရန်နေရှင်းပေလိမ့်မယ်လို့ဟောဒီလိုယုံကြည်လိုက်တဲ့အခါနားရတာပို့ပြီးတော့အရသာရှိတယ်သူတော်စင်တွေဒီတော့ဘုန်းကြီးတို့သူတော်စင်များပို့ပြီးတော့ယုံကြည်ချက်ပြင်းလာတယ်ပို့ပြီးတော့ယုံကြည်ချက်တက်လာတယ်အဲ့ဒီလိုယုံကြည်ချက်တက်လေးလေးပေးတော်ရဲ့အာနိသင်တက်လေးလေးပေးတော်ရဲ့အကာအကွယ်အစီတာဟာထိရောက်လေးလေးဖြစ်တယ်ဒါကြောင့်မို့လို့နာယူမဲ့ဘက်ကလည်းအဲ့ဒီအင်္ဂါ၃ရက်နဲ့ညီအောင်ပြည့်စုံစွာနာယူကြပါလို့ဘုန်းကြီးကသူတော်စင်များကိုတိုက်တွန်းပါတယ်ဒီတော့သူတော်စင်များပေးတော်များကိုဘုန်းကြီးစားပြီးတော့ရွတ်ဖတ်ပါတော့မယ်အဲ့ဒီပေးတော်17တို့ရွတ်တဲ့အခါရှေးဥစွာပေးတော်တိုင်းရဲ့ရှေ့ကပါသင့်ပါလိုက်တဲ့နမန္တာစက္ကဝါလီသူအတ္တရာကိသန္တုဒေဝတာကစားပြီးတော့အာရခံကဏန္တုတိုင်အောင်ပေးအချီလို့ခေါ်တယ်ပေးရဲ့အချီနီတန်းလို့လည်းဆိုနိုင်တယ်ဒီအချီနီတန်းဟာဘယ်ပေးတော်ကိုပဲရွတ်သူကရှေ့ကပါလိုက်တယ်သူကယရဏတို့ရွတ်လဲရှေ့ကပါလိုက်တယ်မင်္ဂလာတို့ရွတ်လဲရှေ့ကပါလိုက်တယ်နောက်ဆုံးပုပ္ပန္နတို့ရွတ်လဲရှေ့ကနေပါလိုက်တာပဲဘာဖြစ်လို့လဲလို့ဆိုတော့သူကဒီရှေ့ပိုင်းကနေပြီးတော့ကဘာအနန္တစัจ java လာတိုက်တောင်းမှာစောင့်ရှောက်နေကြတဲ့နတ်တွေကိုပေးရွတ်တဲ့စီပင်းလိုက်တယ်ပြီးတော့နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဆိုပြီးတော့ခရရှိခိုးတယ်အဲ့ဒီလိုနတ်တွေကိုပင့်ပိတ်ခေါ်ယူတယ်သူတို့လှုပ်တဲ့လှုပ်ထိုက်တာတွေကိုတိုက်တွန်းတယ်ဖယားကိုရှိခိုးတယ်ပြီးတော့လည်းပဲအဲ့ဒီနောက်မှာဘေးအန္တရာယ်အသွယ်သွယ်မှာဘေးအန္တရာယ်အသွယ်သွယ်မှာနတ်တွေကကာကွယ်စီတန်းပေးဖို့တိုက်တွန်းတယ်ပေးရွတ်တဲ့ပေးတော်ရွတ်ရတဲ့ကုသိုလ်ပေးတော်နာရတဲ့ကုသိုလ်တွေကိုသူတို့ကိုအမျှဝေတယ်အဲ့ဒီဟာတွေပါနေတဲ့အတွက်သမန္တာစက္ကဝါလေသူကစားပြီးတော့ရာဇာတော်ဝါသောရတော်ဝါအဆုံးအမျိုးမျိုးသောဥပဒဝတို့ကိုအရှင်နမင်းကြီးတို့ကအဆောင်လျှောက်ယူကြပါစောင့်ရှောက်ကြပါလို့တိုက်တွန်းချက်ဆိုလိုချက်တွေကိုပြထားတဲ့အတွက်အဲ့ဒီရှေ့ပိုင်းဂါထာတော်များကတော့ဖြင့်ပေးတော်တိုင်းရဲ့ရှေ့မှာပါလိုက်တယ်ဒါရင်မဲ့အခုဘုန်းကြီးတို့ဒီနေရာမှာပေး17သုတ်လုံးကိုရွတ်မှာဆိုတော့အဲ့ဒီရှေ့ပိုင်းဂါထာတွေကိုတစ်ချိန်မဲ့ရွတ်သွားမယ်ဒါကြောင့်ဘုန်းကြီးသူတော်စင်များအခုဘုန်းကြီးပေးကိုစားပြီးတော့ရွတ်ပါတော့မယ်သမန္တာစက္ကဝါလေသူအတ္တရာကိသန္တုဒေဝတာတတ္တမမုနိရာဇတသူနန္တုတက္ကမောက္ခတံဓမ္မသဝနာကာလောအယံဗဒ္ဒန္တာဓမ္မသဝနာကာလောအယံဗဒ္ဒန္တာဓမ္မသဝနာကာလောအယံဗဒ္ဒန္တာနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယေတန္တာတန္တစိတ်တာတိတရဏတရဏဣတလောကံတရေဝါဘုံမာသတိဝါကုဏဂဏကေနဗျာဝဒသဗ္ဗကာလံဧတေအာယန္တုဒေဝါ
ဝရကနကမယေမေရုရာဇီဝတန္တောတန္တောသဟေတောမုနိဝရဝဇနံသောတုမကံသမကသဗ္ဗေတုသက္ကဝါလေတုယက္ခဒီဝါစဗျမနောယံမေဟိကတံဘုံညံသဗ္ဗတံပတ္တိတာရကံသဗ္ဗေတံအနုမောဒိတဝသမကသာသနိရတ္တာဗမာရရဟိတံဟွန်တုအာရခာတုဝိသေတတောသာသနာသသလောကသာဟုတ်ဒီဘဝတုတပ္ပရာသာသနံပိသလောကင်းသဒေဝရခန္တုတပ္ပရာသတ္တိဟွန်တုဒုက္ခိတဗေပရိဝါရိအတေနောအနိကာသုမနာဟွန်တုသဟတဗ္ဗိညာတိပိရာဇတောဝါသောရတောဝါမနုဿတောဝါအမနုဿတောဝါအဂိတောဝါဥရကတောဝါပိတာသတောဝါခာနုကတောဝါကန္နကတောဝါနခတတောဝါဇနပဒရောဂတောဝါအတ္တဓမ္မတောဝါအတ္တဒိဋ္ဌိတောဝါအတ္တပုရိသတောဝါသန္တာဟတ္တိအတ္တမိကခောနကိုကုရအဟိဝိစီကမဏိတပတိပိဧသတရေသသူကရမဟိန္ဒယက္ခရကတာတိဟိနာနာဝယတောဝါနာနာရောဂတောဝါနာနာဥပဒဝတောဝါအာရခံကနန္တုဘုန်းကြီးမင်္ဂလာတုတ်ပေးတော်ကြီးကိုဆက်ပြီးတော့ရုပ်ဖတ်ပါတော့မယ်မင်္ဂလာတုတ်ပေးတော်ကြီးကိုရုပ်ဖတ်တဲ့အခါမှာအာလုံးကြားဘူးနာဝရှိကြတဲ့အတိုင်းမှာပဲသူတော်စင်နေဒီလောကကြီးမှာမင်္ဂလာဆိုတာဘယ်လိုဟာလဲဆိုပြီးတော့ကြံစီကြတဲ့အခါတစ်ပါးမှာကြံစီလိုက်ကြတာနည်းနည်းစောစောကောင်းတဲ့ရူပါယုံကိုမြင်တာမင်္ဂလာလို့တချို့ကမဟုတ်ဘူးကောင်းတဲ့အသံသာယာနာပြောဝဲရှိတဲ့အသံကိုကြားရတာဟာမင်္ဂလာပဲကောင်းတဲ့ရူပါယုံကိုမြင်ရတာဟာမင်္ဂလာပဲနဲ့တချို့ကလည်းပဲကြက်တီရှိတဲ့နွားလာဥဒ္ဓဘာကြီးကိုမြင်ရတာမင်္ဂလာပဲတချို့ကလည်းပဲဆင်းရဲနာကိုမြင်ရတာမင်္ဂလာပဲတချို့ကလည်းမြင်ရနာကိုမြင်ရတာမင်္ဂလာပဲနဲ့ပေါ့ကိုယ်အယူကိုယ်ဝါဒနဲ့ကိုယ်ညင်းကြခုံကြဒီလိုနဲ့12နှစ်လောက်ကြာခဲ့တယ်ကမ္ဘာလောကကြီးထဲမှာလူရောနတ်ရောအဲ့ဒီမင်္ဂလာကြီးပြဿနာပေါ်နေကြတာဘုရားရှင်ပွင့်တော်မူလာတဲ့အခါကျတော့မှဒီအညတရဒေဝတာလို့လာတဲ့အတိုင်းပဲမထင်မရှားတဲ့နတ်သားတစ်ပါးကဘုရားထံလာပြီးတော့လောကကြီးမှာဘုရားလူနာဗျမသတ္တဝါအလုံးတို့မင်္ဂလာအကြောင်းဆွေးနွေးစုံစမ်းမေးမြန်းနေကြပါတယ်ဘုရားမင်္ဂလာဆိုတာဘယ်လိုဟာပါလဲဘယ်လိုအရာဆိုတာအချင်းချင်းမေးမြန်းစုံစမ်းဆွေးနွေးပြီးတော့အဖြေမြန်ကိုမရကြပဲရှိကြပါတယ်ဘုရားအဲ့ဒါကြောင့်ဘုရားတပည့်တော်တို့အားမင်္ဂလာကိုကောင်းကျိုးချမ်းသာမှန်သမျှဆောင်ရွက်နိုင်စွမ်းရှိတဲ့မင်္ဂလာတော်ကိုဟောကြားတော်မူပါဘုရားလို့အဲ့ဒီလိုလာရောက်ပြီးတော့လျှောက်ထားချက်အရာရရှင်ကိုရောမြတ်ကြီးကဟောတော်မူခဲ့ရတဲ့သုတ်ကိုမင်္ဂလာသုတ်လို့ခေါ်တယ်ဒီတော့ဘုန်းကြီးတို့သူတော်စင်များမင်္ဂလာ38ပါးကိုပြတဲ့သုတ်ပါမင်္ဂလာသုတ်ပါပဲဒီတော့ပိဋတော်သုတ်တော်တို့ရဲ့အထုပ္ပတ္တိကိုရှင်းပြတဲ့အခါမထေမြတ်တွေကသုတ်တော်ရဲ့အချီကလေးကိုရှင်းနှန်းကထဲ့ထဲပြီးတော့ပြခဲ့ထားခဲ့ကြတယ်အခုဒီမင်္ဂလာသုတ်မှာလည်းပဲယံမင်္ဂလံဒွါရသဟိစိန်နေတုတတ္တေဝတ္တစတဲ့ဂါထာဟာမင်္ဂလာသုတ်ဖြစ်ပေါ်လာတဲ့အထုပ္ပအချင်းချုပ်ဒီမှာသိရအောင်ထည့်ထားခဲ့ကြတယ်အခုဘုန်းကြီးအဲ့ဒီမင်္ဂလာသုတ်ကိုရုပ်ဖတ်တဲ့စေပူဇော်ပါတော့မယ်ယ
ယံမင်္ဂလံဒွါရတဟိစိဏီတုတတ္တေဝကသောထာနံနာရိကေသန္တိအထတိန်သင်္စမင်္ဂလံနေတိတံဒေဝဒေဝေနသဗ္ဗဗဗဝိနာသနံသဗ္ဗလောကဟိတထာယမင်္ဂလံတံမနာမဟေဧဝံမေတုတံဧကံသမယံဘဂဝါသာဝတိယံဝိဟရတိဇေတဝနေအာနာထပိဏိကတအာရာမေအထာကောအညတရာဒေဝတာအဝိကနာယရတိယအဝိကနာဝနာကေဝလကပ္ပံဇေတဝနံဩဘာတိတဝါယေနဘဂဝါတေနုပသင်္ကမိဥပသင်္ကမိတဝါဘဂဝန္တံအဘိဝါဒေတဝါဧကမန္တံအထာတိဧကမန္တံထိတာခောသာဒေဝတပဂဝန္တံဂါထာယဣဇဝါတိဘူရေဝမနုဿာသမင်္ဂလာနိအစိနေယောအာကင်္ဂမာနာသောဌာနံပြုဟိမင်္ဂလမုဒ္ဓမံအဒေဝနာသဘာလနာပန္တိတာနိသဒေဝနာပူဇာသပူဇာနေယနံဧတံမင်္ဂလမုဒ္ဓမံပတိရူပဒေသဝါသောသပုပ္ပေသကတပုညတာအတ္တသမ္မာပဏိတိသဧတံမင်္ဂလမုဒ္ဓမံဘာဝသစ္စေသသိပ္ပင်သဝိနိယောသသူတေခိတောသူဘာတိတာသယာဝါစာဧတံမင်္ဂလမုဒ္ဓမံမာတာပိတုဥပါဌာနံပုဒ္ဒဒါရတသင်္ကဟောအနာကုလသာကမ္မန္တာဧတံမင်္ဂလမုဒ္ဓမံဒါနိသာဓမ္မစရိယာသညာရကနိသသင်္ကဟောအနာဝိဇာနိကမ္မာနိဧတံမင်္ဂလမုဒ္ဓမံအာရတိဝရတိပါပါမေဇဘာနာသတံယေမောအပမရောသာဓမ္မေတုဧတံမင်္ဂလမုဒ္ဓမံကာရောသာနိဝါဒောသတန္တုတိသကတိညုတာကာလိနာဓမ္မတဝနံဧတံမင်္ဂလမုဒ္ဓမံခန္ဒီသသောဝသတတာသမနာနိသတတနံကာလိနာဓမ္မတာကေသာဧတံမင်္ဂလမုဒ္ဓမံတဘောသာယမစရိယံသအရိယသစ္စာနာဒတနံနိဗ္ဗာနာသစ္စေကရိယာသဣတံမင်္ဂလမုဒ္ဓမံဗုဒ္ဓသာလောကဓမ္မေဟိစိတ်တံယတနာကမ္မတိအာတောကံဝိရသံခေမံဣတံမင်္ဂလမုဒ္ဓမံဣဒာဒိသနိကတဝနသဗ္ဗတမပ္ပရာစီတာသဗ္ဗတာသောတိံကိသန္တိတံဒေတံမင်္ဂလမုဒ္ဓမံမင်္ဂလသုတ်တံနေဋ္ဌိတံအခုဘုန်းကြီးသူတော်စင်များနံပါတ်2သုတ်တော်ဖြစ်တဲ့ရဏသုတ်ပေတော်ကြီးကိုရွတ်ဖတ်တရစေပါမယ်အဲ့ဒီရဏသုတ်ပေတော်ကြီးကိုလည်းပဲဘုရားရှင်ကိုရောမြတ်ကြီးဟာဝေသာလီပြည်မှာကြာရောက်နေတဲ့ဘေးကြီးသုံးနံကိုစီတာကာကွယ်ဖို့ရာခွင့်ပြုတော်မူခဲ့တဲ့သုတ်တော်ဖြစ်တယ်အဲ့ဒီသုတ်တော်ကိုဝေသာလီပြည်မှာကြာရောက်နေတဲ့ဘေးကြီးသုံးနံကိုကာကွယ်နိုင်ဖို့ဆိုပြီးတော့အရှင်အနန္ဒမထေရမြတ်ကိုရုပ်ဖတ်သင်ပေးတော်မူခဲ့ပါတယ်အဲ့ဒီယရဏသုတ်ပေတော်လို့ခေါ်တဲ့ဒီသုတ်ကိုအကျဉ်းချုပ်သိဖို့ရာပြောရမယ်ဆိုလို့ရှိရင်ယရဏတော်တွေရဲ့ဂုဏ်ကျေးဇူးကိုထုတ်ဖော်ပြောဆိုပြီးတော့တည်ဆူခဲ့တဲ့သုတ်ကိုယရဏသုတ်လို့ခေါ်တယ်ဒီယရဏတွေကဘယ်လိုယရဏတွေလဲလို့ဆိုတော့ဖရာယရဏတရားယရဏသံဃာယရဏတွေပါပဲအဲ့ဒီယရဏသုံးပါးတို့ရဲ့ဟုတ်မှန်တဲ့ဂုဏ်ကျေးဇူးကိုထုတ်ဖော်ပြောဆိုပြီးတကာလထိုကဲ့သို့ဟုတ်မှန်သည့်အတိုင်းထုတ်ဖော်ပြောဆိုရတဲ့နှုတ်ဝစီသစ္စာစကားကြောင့်အလုံးသောကဘာသူကဘာသာတ္တဝါအများတို့
ဘေးရန်ကင်းကွာ၍ကျမ်းမာချမ်းသာကြပါစေလို့ဒီလိုသစ္စာဆိုပြီးပဋ္ဌနာပြုထားတဲ့သုတ်ကိုယရဏသုတ်လို့ဆိုရတယ်။ဒါကြောင့်ဘုရားယရဏတရားယရဏသံဃာယရဏလို့ယရဏသုံးပါးတို့ကိုသစ္စာပြုပြီးရွတ်တဲ့သုတ်ဆိုတော့အဲ့ဒီဂါထာတွေရဲ့အဆုံးတိုင်းမှာအာလုံးဘုရားသူတော်စင်တရားနာကြတဲ့ဒကာဓမ္မတွေကြားရပါလိမ့်မယ်ဣဒံမိဗုဒ္ဓေယရဏပဏိတံလို့ကြားတဲ့အခါဗုဒ္ဓယရဏအတွက်သစ္စာဆုံးနေတာလို့သိလိုက်ကြရမယ်ဣဒံမိဓမ္မေတဏပဏိတံလို့ကြားတဲ့အခါဓမ္မယရဏအတွက်သစ္စာဆုံးနေတာလို့သိလိုက်ကြရမယ်ဣဒံမိသံဃေယရဏပဏိတံလို့ကြားတဲ့အခါသံဃယရဏအတွက်သစ္စာဆုံးနေတာပဲလို့သိလိုက်ကြရမယ်ဤတော့အဲ့ဒီရဲ့နောက်မှာဣတိနသစ္စေနသုတိဟောတုဆိုပြီးတော့ဂါထာတိုင်းအဆုံးတိုင်းမှာပါလိမ့်မယ်ဣတိနသစ္စေနမှန်ကန်လှစွာဤဝစီသစ္စာစကားဖြင့်ပါဏိနံဘေးရန်ခသိင်အင်းငိမ့်ညလိုမြားလူဘို့တို့အားသို့ဟုတ်ထိတင့်တယ်ဖို့ရန်တန်ဖြင့်ဘေးရန်ခသိင်အင်းငိမ့်ခြင်းသည်ဟောတုစင်စစ်မသည်ဖြစ်ပါစေတည်းဒါပဋ္ဌနာပြုတဲ့အနေနဲ့ဆိုထားတာပြီးရွတ်တဲ့သံဃာတော်အရှိသူမြတ်တွေကဖရာယရဏရဲ့ဟုတ်မှန်တဲ့ဂုဏ်တွေကိုဆိုပြီးတော့အဲ့ဒီလိုဆိုလိုက်တဲ့ဟုတ်မှန်တဲ့အစွမ်းတတ္တိကြောင့်သစ္စာစကားကြောင့်တတ္တဝါအလုံးဘေးရန်ကင်းကွာကြပါစေလို့ပဋ္ဌနာပြုသွားတာလို့အလုံးကသူတော်စင်များကနားလည်လိုက်ကြရမယ်တဲ့ဒီတော့သူတော်စင်များအလုံးယရဏသုတ်ကိုဒါလောက်နားလည်ထားကြမယ်ဆိုရင်အ내ဒိဗ္ဗလုံးစီပတ်စီမသိတော့လည်းပဲအာယုံပြုပြီးတော့တို့အတွက်ယဟန်တော်သံဃာတော်အရှင်သူမြတ်တွေကဖရာယရဏတရားယရဏသံဃာယရဏများရဲ့ဟုတ်မှန်တဲ့ဂုဏ်တွေကိုထုတ်ဖော်ပြီးတော့တို့အတွက်အန္တရာယ်ခတ်သိမ်းဘေးခတ်သိမ်းကင်းငြိမ်းကြစေဖို့အတွက်ပသနာပြုနေတယ်ဆိုပြီးတော့အာယုံပြုပြီးနာယူကြရမယ်အခုဘုန်းကြီးသူတော်စင်များယရဏသုတ်ပြေတော်ကြီးကိုရွတ်ဖတ်ပါတော့မယ်ပဏိဒါနာတောပဋ္ဌာယတထာဂရတဒတပါရမိယောဒတဥပပါရမီယောဒတပရမတ္ထပါရမီယောတိသမဒိဋ္ဌပါရမီယောပင်စမဟာပရိစ္ဆာကေလောကတစရိယံညာတတစရိယံဗုဒ္ဓတစရိယံတိတေသောစရိယာယောပစ္စည်းမဘဝေဂဗဟောကံတိဇာတိအဘိနိကမနံဗရဏစရိယံဘောရိပန္လင်ကေမာရဝိဇေယံသဗ္ဗညုတညာနာပရိဝေရံဓမ္မစကပောဒနံနဝလောကုတ္တရဓမ္မေတိသဗ္ဗေပိမေဗုဒ္ဓကုနေအာဝိဇတဝါဝေသာလိယာတိတုပါကာရန္တေတုတိယမရတ္တိံပရိဒံကရွန်တောအာယသမအာနန္ဒထေရဝိယကာရုညစိတ်တံဥပဒပိတဝါကောတိတတသဟသေတုသကဝါလေတုဒေဝတာယသနာပဋိကဏန္တိယင်္စဝေသာလိယာပုရေရောဂမနုဿာဒုဗေကသမ္မုဒံတိဝိတံပယံခိဗာမန္တရာဓာဗေတိပရိဒံတံဝနာမဟေယာနိရာဘုဒ္ဓာနိသမဂတာနိဘုံမာနိဝါယာနိဝါအတလိခေသဗ္ဗေဝဗုဒ္ဓသုမနာဘောန္တုအထောပိတက္ကိစ္စသူနန္တုဘာတိတံတသမယိဘုဒ္ဓနိသမေထသဗ္ဗေမေတ္တံကရောထာမာနုတိယပဇာယဒီဝါစရဒောစဟရန္တိယေပလေတသမယိနေရခတအပမတ္တာယံကိဉ္စီဝိတံဣဒံဝါဟုရံဝါ
တကေတုဝါယံယတနာပဏိတံနာနောသမ္မာအဋ္ဌိတထာဂတိနာဣဒံမိဗုဒ္ဓေတနံပဏိတံဧတေနသစ္စေနသူတိဟောတုခယံဝိရာဂံအမတံပဏိတံယတိစကာတကြမုနိတမဟိတောနာတေနဓမ္မေနသမတိကိဉ္စီဣဒံမိဓမ္မေယတနာပဏိတံဧတေနသစ္စေနသူတိဟောတုယံဗုဒ္ဓသေထောပရိဝဏယိတုစေဓမ္မာတိမာနန္တိကိညမာဟုသမာရိနာတေနသမောနဝိဇ္ဇတိဣဒံမိဓမ္မေယတနာပဏိတံဧတေနသစ္စေနသူတိဟောတုယေပုဂ္ဂလာအထတတံပတ္တတာသတ္တာရိဧတာနိယုဂာနိဟွန်တိတေတကနိယာသုကတတသဝကဧတေသူဒိဏာနိမဟဖလာနိဣရမိသံဃေတနံပဏိတံဧတေနသစ္စေနသူတိဟောတုယေတုပယုတာမနတ္တာတံလေနနေကာမိနောဂောဏမသာသနာမိတိပတိပတ္တအမတံဝိကရှလတ္တာမုရာနေဗုဒ္ဓိဘုံဇမာနာဣရမိသံဃေတနံပဏိတံဧတေနသစ္စေနသူတိဟောတုယထိနာခိလောပတဝေတိတောတိယသတုပိဝါဒေဟိအာသမကံပိယောတထုပမံသဗ္ဗုရိတံဝရာမိယောရိယသစ္စာနိအဝိစ္စပတ္တိဣရမိသံဃေတနံပဏိတံဧတေနသစ္စေနသူတိဟောတုယေရိယသစ္စာနိဝိဘဝယန္တိကာမိရာပင်ညေနသူတေတိတာနိကိဉ္စာပိတေဟွန်တိဘုသံဗမတ္တာနဒေဘဝံအထမမာရိယန္တိဣရမိသံဃေတနံပဏိတံဧတေနသစ္စေနသူတိဟောတုသဟာဝသရတနာတံပရာယတရားသူဓမ္မာသဟိတာဘွန်တိတက္ကယာဒိဋ္ဌိဝိသိကိစီတင်္စသီလပတံဝါပိယထာတိကိဉ္စီသတုဟပါယေယိသဝိပမုတ်တောသစ္စာပိဌာနာနိအဘဘကာတောဣရမိသံဃေတနံပဏိတံဧတေနသစ္စေနသူတိဟောတုကိဉ္စာပိသောကမ္မကရောတိပါပကံကာယေနဝါစာဥဒ္ဒစေတတဝါအဘဘသောတတပရိစ္ဆဒါယအဘဘတာဒိဋ္ဌပရတ္တဟုတ်တာဣရမိသံဃေတနံပဏိတံဧတေနသစ္စေနသူတိဟောတုဝနပကုံမေယထပုဒ္တိတကေဂိမာနမာသေပထမသမိန်ဂိမေတထုပမံဓမ္မဝရံအတေတယိနိဗ္ဗာနဂာမိန်ပရမဟိတာယဣဒံမိဗုဒ္ဓေတနံပဏိတံဧတေနသစ္စေနသူတိဟောတုဝရောဝရညုဝရာရောဝရာဟရောအနုတရောဓမ္မဝရံအတေတယိဣဒံမိဗုဒ္ဓေတနံပဏိတံဧတေနသစ္စေနသူတိဟောတုခိနံပုရာဏနဝနတိတံဘဝံဝိရတစိတ်တယာတိကေဘဝသမိတေခိနာပိသာအဝိရုံလိသန္တာနိဗ္ဗာနိတိရာယထာယံပတိဘောဣဒံပိသံဃေတနံပဏိတံဧတေနသစ္စေနသူတိဟောတုယာနိရာဗုဒ္ဓာနိသမဂတာနိဘုံမာနိဝယာနိဝအန္တလိခေတထာဂတံဒေဝမနုဿပူဇိတံဗုဒ္ဓံနမတမသူတိဟောတုယာနိရာဗုဒ္ဓာနိသမဂတာနိဘုံမာနိဝယာနိဝအန္တလိခေတထာဂတံဒေဝမနုဿပူဇိတံဓမ္မံနမတမသူတိဟောတုဣ
ယာနိတာဗုဒ္ဓာနေသမဂတာနိဘုံမာနိဝယာနိဝအန္တလိခေတထာဂတံဒေဝမနုဿဘူဇိတံသံဃံနမသမသုတိဟောတုယရဏသုတ်တံနေဋ္ဌိတံအခုသုံးနံပါတ်ဖြစ်တဲ့မေတ္တာသုတ်ကိုဆဲပြီးဘုန်းကြီးရွတ်ဖတ်တယ်ဆဲပါမယ်ဒီမေတ္တာသုတ်ကိုရွတ်ဖတ်တဲ့နေရာမှာဒီမေတ္တာသုတ်မှာမေတ္တာဘာဝနာအကျိုးအာနိသင်တွေကိုဘုရားမြတ်စွာဟောကြားတော်မူတယ်မေတ္တာအကျိုး7မျိုးလို့ဆိုတဲ့အထက်မှာသူအတိုင်းအတာလျောက်ရှေ့ပိုင်းကအကျိုးအာနိသင်အ ਨੇ ငယ်ကိုဒီလိုမှားကြပြီးတော့ပြထားတယ်ဒုက္ခံသူပတိချမ်းချမ်းသာသာအိပ်ရတယ်အိပ်ရမယ်သုတ်တော်စအိပ်ပျော်နေတဲ့အခါကျတော့လည်းပဲပါပံကိဉ္စိနပတ္တိတဲ့ဆိုးဆိုးဝါးဝါအိမ်မက်ကြမ်းကြီးများကိုမမြင်မဲ့ရဘူးတဲ့အဲ့ဒီလိုချမ်းချမ်းသာသာအိပ်ရခြင်းအိပ်ပျော်တဲ့အခါမှာလည်းပဲဆိုးဆိုးဝါးဝါအိမ်မက်ကိုမမြင်မဲ့ရခြင်းစတဲ့မေတ္တာအကျိုး7မျိုးကိုအဲ့ဒီလိုအစရှိသဖြင့်အာဒိနဲ့အစရှိပြီးတော့ဧဝမာဒိဂုဏုပေတံဤသို့သောအကျိုး7ပါးနဲ့ပြည့်စုံစေတဲ့ပေတော်လို့ဒီလိုပြထားတယ်အဲ့ဒီမေတ္တာရဲ့အကျိုးတရားကိုတိုးပွားစေတဲ့အာနာတက်ရောက်စေတဲ့သုတ်ကိုမေတ္တာသုတ်လို့ခေါ်တယ်ဒီမေတ္တာသုတ်ကိုလည်းပဲဗုဒ္ဓမြတ်စွာယဟန်တော်900ကိုအကြောင်းပြုပြီးတော့ဟောတော်မူတာဖြစ်တယ်ယဟန်တော်များဟာဘုရားရှင်ထာမတော်မှာတရားနာယူပြီးတော့အရတ္တဖို့တိုင်အောင်ကျင့်စဉ်တရားများယူပြီးတော့တော်တဲ့ဝင်ကြီးတရားထုံးမယ်လို့သွားကြတယ်ယဟန်တော်များတော်တဲ့ရောက်လာကြတော့တော်တဲ့မှာနေကြတဲ့နေတဲ့နတ်တွေဘလူတွေယုတ်ကစိုးတွေကယဟန်တော်များရဲ့သီလတကိုးကြောင့်အပေါ်မှာသူတို့မနေရကြဘူးအောက်ခဏဆင်းပြီးနေရတယ်ယဟန်တော်များကခဏပဲနေကြမယ်ထင်လို့အောက်ခဏဆင်းနေကြတယ်ယဟန်တော်များမှာဆိုတော့တော်နဲ့မသွားကြတော့ဘူးသူတို့ကလည်းပဲသူတို့နေမဲ့နေရာတစ်ပင်ပေါ်ကဆင်းပေးရတာဆိုတော့မကြည်နှက်ကြဘူးဒါကမ္ဘာလောကသားတို့ထုံးစံအတိုင်းပဲအဲ့ဒီညကြတော့ယဟန်တော်များကိုတခါတဲ့ယဟန်တော်များပြန်သွားအောင်ဆိုပြီးတော့6ကြလှန့်ကြခေါင်းပြက်ကြီးတွေလှုပ်ပြကြဆိုတော့ယဟန်တော်တွေလန့်ညထိတ်ကြလို့တို့ဒီနေရာမှာနေလိုက်တဲ့နေရာမဟုတ်ဘူးလို့ဆိုပြီးတော့ဘုရားရှင်တန်ပြန်သွားကြတယ်ဒီတော့ဘုရားရှင်တန်ရောက်တယ်ဆိုလို့ရှိရင်ဒီလိုဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေလျှောက်တဲ့အခါမှာဒီဟန်တော်တွေကလည်းတရားကျင့်ရမှာကလည်းပဲအဲ့ဒီတော့အဲ့ဒီနေရာမှာတရားကျင့်မှရမယ်လို့ဘုရားရှင်ကသမညုတဉာဏ်တော်နဲ့မြင်တော်မူတယ်ဒါနဲ့အဲ့ဒီနေရာကိုပဲယဟန်တော်များပြန်သွားဖို့ရာသင်တို့ကလက်နဲ့မှယူမသွားပဲကိုလက်နဲ့တက်ဆင်ပေးရတာပေါ့ဆိုပြီးဗုဒ္ဓမြတ်စွာဟောဒီမေတ္တာသုတ်ပေးတော်ကြီးကိုဟောတော်မူပေတယ်တဲ့ဒီတော့မေတ္တာပွားများပုံမေတ္တာနဲ့နေပုံထိုင်ပုံအဲ့ဓာတွေကိုမြတ်စွာဘုရားကဟောတော်မူလိုက်မှဒီမေတ္တာသုတ်ပေးတော်ကြီးကိုဆောင်ယူသွားကြပြီးရွတ်ကြဖတ်ကြတရေစေကြပွားများကြမေတ္တာနဲ့နေကြမေတ္တာထားကြမေတ္တာပွားကြလို့ဆိုတော့အဲ့ဒီတောအုပ်တဲကိုပြန်ဝင်သွားတဲ့အခါအဲ့ဒီအနှောက်အယှက်ပေးနိုင်တဲ့ရောဂဇိုးတို့နာနာဘာဝတို့ဝိနာဘာဝတို့ကကြိုဆိုပြီးတကာလချစ်ခင်နဲ့ထိုပုဂ္ဂိုလ်ရဲ့အဆောင်ရှောက်ကိုယူကြရတယ်ရကြရတယ်တဲ့အဲ့ဒီလိုနတ်တွေရဲ့စောင့်ရှောက်မှုအကူအညီနဲ့တကွအဲ့ဒီမှာနေထိုင်ကြတဲ့အခါအာဝါဒတ္တဗာယဘောဓနာတ္တဗာယဥဒုတ္တဗာယစတဲ့တဗ္ဗာယနဲ့ပြည့်စုံတော်မူကြလို့တရားတွေရပြီးတော့တရားတွေရတော်မူကြတယ်တဲ့ဒါကြောင့်အဲ့ဒီမေတ္တာသုတ်ဟာဗုဒ္ဓဘာသာဝင်နေဖို့
အရင်နီးဆုံးတုတ်လို့ဆိုရင်မမှားဘူးပေးစတဲ့တုတ်ထဲမှာအရေးအဆုံးတုတ်ဖြစ်တယ်တန်ဃာတော်အရှင်သူမြတ်တွေနဲ့တန်ဃာတော်အရှင်သူမြတ်တွေဖို့ထိုနေရာထိုဒေသတွေမှာသူ့မင်္ဂလာကိစ္စတွေမှာဒီမေတ္တာတုတ်ဟာမပါလည်းမပြည့်တဲ့အရေးကြီးတဲ့တော့တဲ့ဒါကြောင့်မို့လို့ဘုန်းကြီးတို့သူတော်စင်များအင်မတန်နားလည်နေတဲ့တုတ်တုတ်ပါပဲအဲ့ဒီမေတ္တာတုတ်ကိုဘုန်းကြီးခုရွတ်ဖတ်တဲ့ဆယ်ပါမယ်ယတနုဘာဝတောယခနိဝတတန္တိပိသနံယင်ကြီးစေဝါနုယုံဇံတောရတ္တိန္တိဝါမတ္တန္တိတောဒုက္ခံသုပတိသုတ်တောသပပံဂိဉ္စီနပတ္တတိဧဝမာတိကုဏုပေတံပရိတံဓမ္မနာမဟေကရဏီယမတ္ထကုသလေနယန္တတန္တံပရံအပိတမေသာတေကောဥစုစသူစုစသူဝေသောသတ္တမုရုအနတ္တိမာနိသံနုတကောသာသူပရောသာအပကိသောသတံလူကဟုတ်တိသန္တိတရေယောသာနိဘကောသအပကဘောကုလေတောနန္ဒုဂိတောနာသာဂௌဒမာသရေကိဉ္စီယေနဝိညုပရေဥပဝရေယောဒုက္ခိနောဝါကိမေနောဟွန်တုသဗ္ဗတတ္တဘောန္တုဒုက္ခိတတ္တာယေကိစီပါဏဗုဒ္ဓတိတသဝါထာဝရဝနဝတေတာဒီဃဝါယေဝမန္တာမစ္စည်းမရတကအနုကထုလာဒိဋ္ဌဝါယေဝဒိဋ္ဌာယေဝဒုရေဝတံတိအဝိဒုရေဘုဒ္ဓဝတံဝေတိဝါသဗ္ဗတတ္တဘောန္တုဒုက္ခိတတ္တာနာပရောပရံနိကုပ္ပိထနာတိမင်းကြီးတကတ္တစီနာဂိဉ္စီယာရောသနာပရိကတင်ညာနိညာမေညာတဒုက္ခမိတ်စေယမာထာယတာနိယံဗုဒ္ဓမာယုတဧကဗုဒ္ဓမဓုရခေဧဝံပိသဗ္ဗဗုဒေတုမာနတံဘာဝေအပရိမာဏံမေတ္တင်သာသဗ္ဗလောကသမိမာနတံဘာဝေအပရိမာဏံဩဒံအတောသာတိရိယံသအတ္တမာရံအဝိရမတ္တပတ္တံဒိဋ္ဌံစရံနိသိဏောဝတေယနောယာဝတ္တသဝိဒမိတောဧတံတတေယဒိဋ္ဌိယာဇမမေတံဝိရရမိရမဟုဒိဋ္ဌိံသာအနုပကံမသီလဝါဒသနေနတံပန္နောကာမေတုဝိနိယာခေတာနာယိဇတုခဝတိယပုဏ္ဏရေတိမေတ္တာသုတ်တံနေဋ္ဌိတံအခုဆက်လက်ပြီးဘုန်းကြီးကလေးနံပါဖြစ်တဲ့ခန္ဓာသုတ်ပိဋကတော်ကိုရွတ်ဖတ်ပါမယ်ဒီခန္ဓာသုတ်ပိဋကတော်ကိုဘုရားရှင်ကိုရောမြတ်ဟာအထူးအားဖြင့်အစိတ်ပြင်းထန်စွာရှိကြတဲ့မွေမျိုးနဂါးမျိုးတို့ဘေးရန်မှကင်းဝေးကြစေရန်ကာကွယ်နိုင်စေရန်ရည်တမ်းပြီးတော့ဟောတော်မူထားတဲ့သုတ်ဖြစ်တယ်ယဟန်တစ်ပါးဟာဘုရားရှင်လက်ထက်တော်တုန်းကထင်းကိုမိဖို့တဲ့နေရာမှာထင်းတွေကိုမိရှိုးပြီးထားတော့အဲ့ဒီထင်းကြောက်တွေကြားတဲ့ကမွေထွက်ပြီးတော့ကြိုက်တယ်တဲ့အဲ့ဒါလိုမွေကြိုက်တဲ့အခါမှာအဲ့ဒီယဟန်ဟာပြန်လည်တော်မူသွားရှာတယ်အဲ့ဒီအကြောင်းကိုဘုရားရှင်တန်လျှောက်တဲ့အခါကျတော့ဘုရားရှင်ကိုရောမြတ်ကသင်္ချစ်သားတို့ကအသင်ယဟန်တို့ကမွေမျိုးငါးမျိုးတို့နဲ့မှမေတ္တာဆက်သွယ်ပြီးတော့မထားခဲ့ကြတဲ့အကြောင်းအဲ့ဒီလိုအစိတ်ပြင်းထန်တဲ့မွေမျိုးငါးမျိုးတို့ရဲ့အနှောက်အယှက်ဘေးရန်ကိုခံရတယ်ဒီတော့မွေမျိုးငါးမျိုးတို့နဲ့မေတ္တာရှက်သွယ်ဆက်နွယ်ပြီးတော့ထားဖို့ရန်အတွက်အကာအကွယ်အစီတားဖြစ်တဲ့သုတ်တော်ကိုငါဘုရားဟောတော်မူမယ်ဆိုပြီးတော့ဘုရားမြတ်စွာခန္ဓာသုတ်ပိဋကတော်ကိုဘုရားရှင်ဟောတော်မူတယ်တဲ့ဒီတော့ယဟန်တော်မြတ်တို့လည်းပဲခန္ဓာသုတ်ပိဋကတော်ကိုရွတ်ဖတ်တဲ့ဆဲကြတယ်အဲ့ဒီလိုရွတ်ဖတ်တဲ့ဆဲတဲ့အချိန်ကစပြီးတော့နဂါးမျိုးမွေမျိုးတို့ပေါ့လေနဂါးမျိုးတွေဘေးမှာကင်းဝေးကျွလွတ်ခဲ့ကြတယ်အထူးသဖြင့်ဒီခန္ဓာသုတ်ပိဋကတော်ဟာမွေအန္တရာယ်တို့မှနဂါးမျိုးအန္တရာယ်တို့မှရှည်သောခန္ဓာကိုယ်ရှိတဲ့တတ္တဝါတွေရဲ့အန္တရာယ်တို့မှအထူးသဖြင့်ငွေစုအန္တရာယ်တို့မှစီတာကာကွယ်နိုင်တဲ့တတ္တိအပြည့်ရှိတဲ့သုတ်တော်ဖြစ်တယ်
အခုအဲ့ဒီခန္ဓာသုတ်ပိတော်ကိုဘုန်းကြီးဆက်လက်ပြီးတော့ရွတ်ဖတ်တဲ့စေပူဇော်ပါမယ်သဗ္ဗတိဝိသဇာတိနံဒိဗ္ဗမန္တကတံဝိယယာနာတိတိဝိတံကောရံသေသင်္စာပိပရိသေယံအာနာခိတံမိတပဋ္ဌသဗ္ဗရာသဗ္ဗပါဏိနံသဗ္ဗသောပိနိဝရေတိပရိတံတံဗနာမဟေဝိရုပခေမေမေတ္တံမေတ္တံအေယပတိဟိမေသာဗျာပုဒ္ဒေဟိမေမေတ္တံမေတ္တံကန္နာဂေါတမကေဟိသာအပါရကေဟိမေမေတ္တံမေတ္တံဓိပါရကေဟိမေသရုပ်ပရိဟိမေမေတ္တံမေတ္တံဘဟုပရိဟိမေမဟာမံအပါရကောဟိန္တိမဟာမဟိန္တိဓိပါရကောမဟာမံသရုပ်ပရောဟိန္တိမဟာမဟိန္တိဘဟုပရောသဗ္ဗေတတ္တသဗ္ဗေပါဏာသဗ္ဗေဘုဒ္ဓသကေဝလာသဗ္ဗေပတ္တရာနိပတ္တန္တုမာကင်စီပါပမာကေမအဘမနောဗုဒ္ဓောအဘမနောဓမ္မောအဘမနောသံဃောဗမာနဝန္ဒာနိတရိတပါဏိအဟိဝေစီကာတတပတိဩနာနာဘိတရဘုမူတိကာကတံမေရခံကတံမေပရိဒံပဋိကမန္တုဘုဒ္ဓာနိသောဟံနမောဘဂဝတောနမောတတ္တနံသမ္မာသမ္ဗုဒ္ဓနံခန္ဓာသုတ်တံနေဋ္ဌိတံအခုဆက်လဲပြီးတော့ငန်းနံဘာမြောက်ဖြစ်တဲ့မောရသုတ်ပိတော်ကိုဆက်လဲပြီးဘုန်းကြီးရွတ်ဖတ်တဲ့စေပူဇော်ပေးပါမယ်ဒီမောရသုတ်ပိတော်ကိုလို့ဆိုရတာကလည်းပဲဖရာအလောင်းတော်ကိုရိုတိုင်းရှေးဦးတော်မင်းဖြစ်စဉ်အခါတုန်းကအမြဲတမ်းရုပ်ဖတ်တဲ့စေခဲ့ပြီးတော့ကြော့ကွင်းအမျိုးမျိုးနှောင်းဖွဲ့အမျိုးမျိုးကကင်းလက်တော်မူခဲ့တဲ့အကြောင်းကိုအစွဲပြုပြီးတော့ဟောတော်မူခဲ့တဲ့သူကိုမောရသုတ်လို့ခေါ်လို့ရတယ်ဒီတော့မောရဆိုတာဥတောင်းသုတ်တဆိုတာကသုတ်တော်ပါဠိတော်ပါပဲမောရသုတ်တဲ့ဥတောင်းမင်းဘဝရွတ်ဖတ်တဲ့သုတ်တော်ဒီတော့ဘုန်းကြီးတို့ဖရာအလောင်းတော်ဟာရွှေအစင်းလိုဝါဝင်းတဲ့ဥတောင်းမင်းဖြစ်နေတော်မူတဲ့ဘဝမှာရွှေအစင်းလိုဝါဝင်းတဲ့ဥတောင်းမင်းကိုဖမ်းကျင်တဲ့ဘယင်ကမုတ်ဆိုးကိုဖမ်းစေတဲ့အခါမှာမုတ်ဆိုးကကြော်ကွင်းအမျိုးမျိုးကိုထောင်းပြီးတော့စောင့်နေတယ်အဲ့ဒီလိုကြော်ကွင်းအမျိုးမျိုးဆောင်ပြီးတော့စောင့်ပေမယ်လို့ဖရာအလောင်းတော်ဥတောင်းမင်းဟာအိတ်တန်းကဆင်းတဲ့အခါမှာတစ်ကြိမ်အိတ်တန်းပြန်တက်တဲ့အခါမှာတစ်ကြိမ်နှစ်ကြိမ်ကမ္ဘာလောကမှာရှိတဲ့ဗျမနလို့ခေါ်တဲ့ကိလေသာအာသောကင်းစင်တော်မူတဲ့အာသဝါမြူဘေးညီအကြီးမှကင်းဝေးတော်မူကြတဲ့ယဟန္တာအရှင်မြတ်တွေအလုံးစုံသောတရားတွေကိုသိတော်မူပြီးတော့သန္တရာတစ်ဖက်ကန်းကိုတလှမ်းတော်မူကြတဲ့ဘုရားရှင်အဆူဆူကိုမှန်းပြီးတော့ရှ िख ိုတော်မူတယ်ပူဇော်တော်မူတယ်အဲ့ဒီဘုရားရှင်အဆူဆူတို့ကိုဉာဏ်တော်ဓာတ်ကြီးတွေဖြစ်တဲ့သမ္မယုဒ္ဒဉာဏ်အရဟတမဉာဏ်တွေကိုရှ िख ိုတော်မူတယ်ထိုဘုရားရှင်တို့ရဲ့ကိလေသာခတ်သိမ်းမှလွတ်မြောက်တော်မူလို့အဲ့ဒီကိလေသာခတ်သိမ်းမှလွတ်မြောက်တော်မူကြောင်းဖြစ်တဲ့အရဟတမဉာဏ်အရဟတဖို့ဉာဏ်တွေကိုရှ िख ိုတော်မူတယ်တဲ့အဲ့ဒီလိုရှ िख ိုပြီးတော့မှအစာရှာဆင်းတယ်အိတ်တန်းတက်တော့လည်းပဲအဲ့ဒီလိုရှ िख ိုပြီးတော့မှအိတ်တန်းတက်တယ်အဲ့ဒီလိုအိတ်တန်းဆင်းအိတ်တန်းတက်အမြဲတမ်းရှ िख ိုရွတ်ဖတ်တဲ့ဇယ်နေတဲ့အတွက်မုတ်ဆိုးဟာနှစ်ပေါင်းများစွာကြော်ကွင်းအမျိုးမျိုးနဲ့နေရာမှာအမျိုးမျိုးမှာထောင်ဖမ်းတော်လည်းပဲမမိခဲ့ဘူးတဲ့အဲ့ဒီလိုကြော်ကွင်းအမျိုးမျိုးမှာအနှောင်ဖွဲ့အမျိုးမျိုးမှာကင်းလက်တော်မူတဲ့မောရသုတ်တော်ကိုဘုန်းကြီးဆက်လက်ပြီးတော့ရွတ်ဖတ်တဲ့ဇယ်ပူဇော်ပေးပါမယ်ဝရိန္တံဘောရိတံမာရေနိဗ္ဗတံမောရယောနိယံယေနာတံဝိဟိတာရခံမဟာတတံဝနိစရာသီရတံဝါယမန္တာဘိနေဝသခိန်တုဂဏိတုံယမမန္တာတိအခါတံပရိတံတံမနာမဟေဥရေတယံသက္ခုမဧကရာဇာဟ
ရိတဟောနောပရိဘဘာတောတန္တနမတမိဟရိတဟောနံပရိဘဘာတံဒေဇာဂௌဒာဓိဝဒေဇာဂௌဒာဝိဟရေမုဓိဝတံယေဗရမနာဝိရကုသဗ္ဗဓမ္မေဒေမေနမောတေသမံဘာလယန္တုနမတုဗုဒ္ဓနာနမတုဗောဓိယာနမောဝိမု ဒ္ဓနာနမောဝိမု ဒ္ဓိယာဣမံသောပရိဒံကတဝမောရောစရတိဣဒနာအဘိတယံသကုမေယကရာဇာဟရိတဟောနောပရိဘဘာတောဒန္တနမတမိဟရိတဟောနံပရိဘဘာတံဒေဇာဂௌဒာဝိဟရေမုရတေယေဗြမနာဝိရကုသဗ္ဗဓမ္မေတေမေနမောတေသမပါလယန္တုနမတုဗုဒ္ဓနာနမတုဗောဓိယာနမောဝိမု ဒ္ဓနာနမောဝိမု ဒ္ဓိယာဣမံသောပရိဒံကတဝမောရောဝါသမကပယိမောရတုတ်တံနေဋ္ဌိတံအခုဆက်လဲပြီးတော့နာယူရမယ့်သုတ်တော်ကတော့နံပါတ်6ဖြစ်တဲ့ဝတ္တသုတ်တော်လို့ခေါ်တယ်ဒီဝတ္တသုတ်တော်ဟာအဓိကအဖြစ်သစ္စာတရားကိုအလေးနဲ့ထားပြီးတော့ဟောတော်မူခဲ့တဲ့သုတ်မိမိမှာဖြစ်ပေါ်နေတဲ့ဘေးရန်အန္တရာယ်အသွယ်တို့မှာသစ္စာဆိုပြီးတော့ဘေးရန်အန္တရာယ်မှာရှောင်ကွင်းစေတဲ့သုတ်ဖြစ်တယ်တဲ့အခါတစ်ပါးဘုရားမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဟာနောက်ပါယဟန်တော်မြောင်များစွာနဲ့မကရာတိုင်းအတွင်းမှာဒေသစာရီကြွချီတော်မူလာခဲ့တယ်တဲ့တခုသောတော်ကြီးအတွင်းမှာခိတ္တခဏသတင်းသုံးတော်မူတဲ့အခိုက်အဲ့ဒီတော်ကြီးကိုမိအကြီးအကျယ်လောင်ပြီးတော့ဖြစ်လာတယ်တဲ့အဲ့ဒီလိုလောင်တဲ့မိဟာဘုရားရှင်ကိုယ်တော်မြတ်သတင်းသုံးတော်မူနေတဲ့ပါဝန်းကျင်ကိုရောက်မလာပဲရှောင်ကွင်းပြီးတော့လောင်သွားတာကိုယဟန်တော်များကိုရကြုံကြရမြင်ကြရတယ်တဲ့ဒီဘုရားရှင်ရှိရအရက်ကိုတဲ့တယ်ပြီးတော့တိုက်ရိုက်လောင်လာခဲ့ရင်မပြေးတာမထွက်တာဖြစ်နေတဲ့မီးအဲ့ဒီမီးကြီးဟာဘုရားရှင်နဲ့နောက်ပါယဟန်တော်တွေရှိတဲ့အရက်ကိုရှောင်ကွင်းပြီးတော့လောင်သွားတာကိုယဟန်တော်အရှင်မြတ်တို့တွေ့ကြရမြင်ကြရကြုံကြရတော့မိလောင်မူကြီးပြီးသွားတဲ့အခါယဟန်တော်တွေဟာစုဝေးပြီးတော့တန်တော်ချီးမွမ်းပြောဆိုကြတယ်အဲ့ဒီအချိန်မှာဘုရားရှင်ကြွလာတော်မူပြီးဗုဒ္ဓမြတ်စွာကจิตตယဟန်တို့ဘာစကားတွေမြန်ပြောဆိုနေကြသလဲလို့မေးတော်မူတဲ့အခါယဟန်တော်တွေကလည်းဒီမိကြီးရှောင်ကွင်းသွားပုံဒီအရက်ကိုမိကွင်းသွားပုံဘုရားရှင်ရဲ့အစွမ်းအာနုဘော်ကြောင့်မိကြီးကွင်းသွားပုံတွေကိုပြောဆိုနေကြပါတယ်ဘုရားလို့လျှောက်ထားတဲ့အခါဘုရားရှင်ကိုယ်တော်မြတ်ကဘေခုတို့ဒီရက်ကိုမိကွင်းခြင်းဟာငါဤယခုဘဝအစွမ်းမဟုတ်ဘူးတဲ့ရှိကငါဖះအလောင်းဤသစ္စာအစွမ်းကြောင့်ဖြစ်တယ်ယခုဘဝအစွမ်းမဟုတ်ဘူးတဲ့ဒီရက်ဟာယခုမှသာမီးမလောင်သည်မဟုတ်တကဘာလုံးနောင်အဆက်ဆက်မီးမလောင်နိုင်ဘူးတဲ့မီးကွင်းတဲ့အရကပ္ပထိတိကကဘာတီအောင်မီးကွင်းမဲ့အရမီးကွင်းတဲ့အရဖြစ်တယ်တဲ့အဲ့ဒီလိုမိန့်တော်မူတဲ့အခါယဟန်တော်များရဲ့တောင်းပန်လျှောက်ထားချက်အရာဟိုးရှိခေတ်ကအလောင်းတော်နှုတ်စဉ်တုန်းကငုံမင်းဖြစ်စဉ်ကတစ္ဆာဆိုခဲ့မှုတဲ့မီးကွင်းအောင်ပြုတော်မူခဲ့မှုတဲ့အကြောင်းကိုဘုရားမြတ်စွာဟောကြားတော်မူတယ်တဲ့ဒီအလောင်းတော်ငုံမင်းဟာမိဘများနဲ့အတူအခါတစ်ပါးမှာငုံမင်းဘဝရောက်တဲ့အခိုက်ဒီနေရာမှာပဲဒီတော်ကြီးတဲ့မှာပဲငုံမင်းကလည်းအတောင်မဆုံးသေးခြေတော်တွေကမတန်သေးနဲ့အဲ့ဒီလိုနှုနယ်နေတဲ့အရွယ်မှာတော်မကြီးလောင်လာတယ်တော်မကြီးလောင်လာတယ်ဆိုတော့ငှက်တွေတမင်တွေရဲ့ခြေငယ်ဆိုင်ဆက်တွေစတဲ့တတ္တဝါတွေဟာကိုလိုယုံပြီးတော့လွတ်ရကျွတ်ရပြေးကြရလွှားကြရတယ်အဲ့ဒီအချိန်မှာဘုန်းကြီးတို့ရဲ့ဘုရားအလောင်းငုံမင်းရဲ့မိဘတွေဟာလည်းပဲကိုလိုယုံပြီးတော့ပြေးကြတယ်တဲ့အဲ့ဒီလိုနဲ့ဘုရားအလောင်းငုံမင်းဟာမပြေးနိုင်မပြုတ်နိုင်အတောင်ကလည်းမပြန်နိုင်ခြေထောက်ကလည်းမပြေးနိုင်သေးတဲ့ဒီ
ဒီလိုဖြစ်နေပြီးတော့တော်မကြီးအလောင်းခံရတော့မလို့ဖြစ်နေတဲ့အချိန်မှာသတိရပြီးတော့သစ္စာဆိုတယ်တဲ့ဒီဝတ္တတုတ်ထဲမှာပါတဲ့အတိုင်းတန်ဒီဘက္ခအပါဒနာငါမှအတောင်းတွေရှိကြပါလေမပြန်နိုင်တဲ့တန်ဒီပါရအဝိဇ္ဇနာငါမှခြေထောက်တွေရှိကြပါလေမသွားနိုင်မှာမာတာပိဒါသနေခန္ဓာငါမိငါဖတွေကလည်းမိတောင်ကြီးကြောက်လို့ထွက်ပြေးကုန်ကြပြီတဲ့ဒါဟန်မှန်တဲ့အတိုင်းဆိုတာပဲတဲ့ငါမှအတောင်းတွေရှိတယ်ငါမပြန်နိုင်ဘူးငါမှခြေထောက်တွေရှိတယ်ငါမသွားနိုင်ဘူးငါမိငါဖတွေလည်းကိုလိုယုံထွက်ပြေးကြပြီတဲ့ဒီစကားသုံးခုဟာငါမှန်ကန်တဲ့အတိုင်းဆိုတာဖြစ်တယ်တဲ့ဒါကြောင့်ဇာတဝေဒပဋိက္ခမတော်မီကြီးဤမှန်ကန်သောသစ္စာစကား၏အစွမ်းကြောင့်တော်မီကြီးသည်ကြွေကွင်းသွားပါစေတည်းလို့အဲ့ဒီလိုဘုရားရှင်သစ္စာဆိုခဲ့ဘူးတဲ့အဲ့ဒီလိုသစ္စာဆိုလိုက်သည်နဲ့တပြိုင်တည်းတော်မီကြီးက18ကတိတအယတ်တိုင်အောင်ကွင်းပြီးတော့ရှောင်ကွင်းပြီးတော့လောင်သွားခဲ့ဘူးတဲ့အဲ့ဒီမိကွင်းတဲ့အယတ်ဟာဒီအယတ်ကြီးပဲဖြစ်တဲ့ယဟန်တို့အဲ့ဒီအလောင်းတော်ဘဝကလေးကလောင်မသွားခဲ့တဲ့အစင်အလာကြီးရအခုတိုင်အောင်အခုတွင်မကနောင်ဘဝအဆက်ဆက်တိုင်အောင်ဖြစ်တည်ရမယ်တဲ့ကပ္ပတိတိသမိုင်းဝင်ခန္ဓာကြီးတရားပဲလို့ဘုရားရှင်ဟောကြားတော်မူတယ်ဒါကြောင့်ဒီဝိဇ္ဇတုတ်တော်ဟာသစ္စာဆိုပြီးတကားလားသစ္စာစကားအစွမ်းတတ္တိကြောင့်အထူးအားဖြင့်မိဘကြီးများကိုကာကွယ်တားဆီးနိုင်တဲ့အစွမ်းတတ္တိရှိတယ်တဲ့ထိုးထိုးအန္တရာယ်အသွယ်သူကလည်းသစ္စာစွမ်းရည်ဖြင့်ကာကွယ်တားဆီးနိုင်တဲ့တတ္တိအပြည့်အဝရှိတဲ့တုတ်တော်ဖြစ်တယ်အဲ့ဒီတုတ်တော်ကြီးကိုဘုန်းကြီးဆက်လဲပြီးတော့သူတော်စင်များနာကြဖို့ရုပ်ဖတ်တဲ့ဆဲပူဇော်ပေးပါမယ်ကိုရင်တံဘောရိသမ္မာရိနိဗ္ဗတံဝတ္တဇာတိယံယတာတေဇေနာဒါဝေကိမဟာတတံဝိဝေဇယိဒေရတာသာရိဗုဒ္ဓတလောကနာထေနဘာတိတံကပ္ပထာယေမဟာဒေဇံပရိဒံဓမ္မနာမဟေအထီလောကေသီလကုနောသစ္ဆံသောစီယနုဒယဒေနာသစ္စေနာကာဟမိသစ္စာကိရိယမုဒ္ဓမံအာဝိဇေတဝါဓမ္မဗလံတရိတဝါပုပ္ပကေစီနေသစ္စာဗလံမောသာယသစ္စာကိရိယမကာတဟံတန္တိပခအပါဒနာတန္တိပါရအဝိဇ္ဇနာမဟာတာပိဒါသနိခန္ဓာသတ္တဝိရပဋိက္ခမံသဟာသစ္စေကတိမရှံမဟာပိတလိတောတိခိဝိဇေတိသောလတ္တကရိတာနိဥရကံပတ္တဝယထာတိခိသေစေနာမေသမောနတ္တိဧတာမေသစ္စာပါရမီဝတ္တသုတ်တံနေဋ္ဌိတံ